အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီပတ်ဇွန်လ2ရက်နေ့ထရင်းနာနေ့ဟာကျွန်တော်နိုင်ငံတော်ရဲ့အခြေခံပညာကျောင်းတွေစတင်ဖွင့်တဲ့နေ့ဖြစ်ပါတယ်ခက်ခဲတွေကြားထဲကနေစပြီးဖွင့်ရတဲ့စာသင်နှစ်ဖြစ်တဲ့အခါကျတော့လေ့လာကျင်တာနဲ့ယုံကြည်ရလဲစောသေးလို့ကျွန်တော်မိသားစုကားလေးနဲ့ပတ်ပြီးတော့ကျွန်တော်လိုက်ကြည့်တယ်ဗျကျောင်းတွေဘက်ကိုလိုက်ကြည့်တယ်အဲ့တော့နေပြည်တော်ရဲ့ကာလာနေပေါ်မှာ platform တွေပေါ်မှာစာသင်ကျောင်းဝင်းတွေအတွင်းမှာအဖြူစိမ့်လေးတွေဝတ်ထားတဲ့ကျောင်းသူကျောင်းသားလူငယ်လေးတွေအများပြတွေ့ရတယ်လာလူပဲဆရာမလေးတွေလည်းအများပြတွေ့ရတယ်အင်မတန်မှကြည်နူးစရာကောင်းတဲ့မြင်ကွင်းတစ်ခုပါပဲတနည်းအားဖြင့်ပြောရင်နိုင်ငံတော်အနာဂတ်အတွက်ကျွန်တော်စိတ်ထဲမှာအားရင်ပြည့်ဖြိုးလာတယ်လို့ခံစားမိပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းအနှံနှုံးကအခု2025-26ပညာသင်နှစ်အတွက်6.1 တန်းရှိတယ်လို့ပြောတယ်ဗျမနစ်ကနဲ့ဆိုင်တော့နည်းနည်းလေးနည်းသွားတာပေါ့သို့တော်လည်းကိုဗစ်စဖြစ်တဲ့2020-21-22ပညာသင်နှစ်တုန်းကကျွန်တော်မှတ်မိတာ9.3 တန်းရှိတယ်အဲ့ဒါတည်းတော့အများကြီးပို့ပြီးတော့များတာပေါ့တစ်ဖက်ကလည်းကျောင်းသူကျောင်းသားတွေအနေနဲ့ကျွန်တော်ဒီဘက်မှာနေပြည်တော်နေရာမျိုးမှာအေးချမ်းချမ်းကျောင်းတက်နေပြီနဲ့အချို့သောလက်နက်ကင်တပ်ပတ်သမားရှိတဲ့နေပြည်တော်ကလေးတွေကျောင်းမတက်ရတာရှိတယ်အခုတော့မလ28ရက်နေ့ဖြစ်သွားတဲ့မန္တလေးငင်ကြီးကျောင်းပြတ်သွားတဲ့ကျောင်းပေါင်းက2514ကျောင်းရှိတယ်လို့သိရတယ်ဒါကတော့နိုင်ငံတော်ဘက်ကချက်ချင်းပြန်ပြင်းကျောင်းတက်နေအောင်ဆောင်ရွက်ဒါစီမံဆောင်လို့ရတယ်ဆိုးတာကကျွန်တော်အများအားပြောနေသလိုတိုင်းပြည်ရဲ့အနာဂတ်ကိုဖျက်ဆီးနေတဲ့အတ္တနိုင်ငံရေးသမားတွေဒီအကြမ်းဖက်သမားတွေကြောင့်ပျက်စီးခဲ့ရတဲ့ကျောင်းတွေစာသင်ခန်းကိုကြောက်ခိုင်းခဲ့ရတဲ့ကလေးတွေအမြောက်များစွာရှိတယ်ကျွန်တော်မှတ်မိသလောက်ဒီစာသင်ကျောင်းတွေကိုဘုံကွဲတဲ့အချိန်တွေကအချိန်ပေါင်း960လောက်ရှိတယ်နောက်ကျွန်တော်တို့မိရှုဖျက်ဆီးခဲ့တာပေါ့ဗျာအဲ့ဒါကကျွန်တော်တို့183ချိန်လောက်ရှိတယ်အခြားဖျက်ဆီးမှုတွေအများကြီးရှိသေးတယ်ကျောင်းတွေလည်းကျွန်တော်တို့အများကြီးဖျက်ဆီးတယ်အဲ့ဒီဒေသကကလေးတွေကတော့ကျောင်းလာနိုင်ခြင်းမှလာနိုင်ကြမှာပေါ့လေနေတာပေါ့ဒီအတွက်တော့ကျွန်တော်တို့စိတ်မကောင်းဖြစ်ရပါတယ်ဘာပဲဖြစ်ဖြစ်ဒီနိုင်ငံတော်အနေနဲ့ဒီလိုခက်ခဲတွေကြားရနေပြီးတော့စာသင်ကျောင်းကိုအရောက်ပို့ပေးနိုင်တဲ့အတွက်ကြောင့်ဒီအတွက်ကျွန်တော်တို့ဝန်တာတယ်နော်အင်ပဒမမင်္ဂလာရှိတဲ့မြင်ကွင်းတစ်ရက်ကိုခံစားလိုက်ရတယ်လို့စိတ်ထဲမှာယူဆပါတယ်ပညာရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဖွဲ့စည်းရတတ်နိုင်တယ်မြဝိုင်းဝန်းကူညီတာဗျအလင်းသိလို့ပြောအောင်ပဲ grade 10 စာမွေးကိစ္စနဲ့ပတ်သက်ပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့ grade 12 စာမွေးပဲပြန်ဖြေရမယ်လူက62959ယောက်ထင်တယ်အဲ့လိုရှိတယ်ကျွန်တော်နေပြည်တော်တစ်ခုတည်းကိုပဲကြည့်မယ်ဆိုရင်နေပြည်တော်မှာ10မြို့နယ်ရှိတာဟုတ်တစ်ခုတည်းမှာက11885ယောက်ရှိတယ်ဗျကျွန်တော်တို့ကတော့မူလတွေကဒီကလေးတွေကြောင်းပြန်တက်တဲ့ဘက်ကရက်တီခဲ့တဲ့အဖွဲ့အစည်းပဲဒီတိုင်းနဲ့ကျွန်တော်တို့အစတည်းကျွန်တော်တို့ပြောခဲ့ပါတယ်ကြောင်းပြန်တက်ဖို့လိုတယ်ဆိုတာကိုကျွန်တော်နားလေတယ်ဒါကြောင့်ကျွန်တော်ဒါကိုအားပေးတယ်အဲ့တော့တစ်ဖက်ကလည်းဟလာလူငယ်တွေနောက်ထပ်ပြီးတော့နိုင်ငံတော်ကိုစန့်ကျင်စိတ်နဲ့လမ်းမရောက်သွားမှာစိုးတယ်တော်တဲ့တောင်တွေကိုရောက်သွားမှာစိုးတယ်ဒါကြောင့်ကျွန်တော်တို့ကကျောင်းပြန်တက်ရေး grade 12 စာမိုးပဲပြန်လဲဖြည့်ကိစ္စတွေကိုအစွမ်းကုန်ကျွန်တော်တို့ကြိုးစားခဲ့တယ်ဗျဒါကကျွန်တော်ကြုံလို့ပြောပြတာပါတရက်ကျွန်တော်တို့ရုံးမှာထိုင်ပြီးတော့စဉ်းစားရတယ်ကျွန်တော်တောင်းကြည့်တယ်ကဲတို့နေပြီးတော့တစ်ခုပဲပြပါ grade 12 စာမိုးပဲပြန်ဖြည့်ရမယ်လူက11885ယောက်ရှိတယ်တို့စီုံပေးတစ်ဖက်ကလည်းကုသရတယ်တစ်ဖက်ကလည်းနိုင်ငံတော်ရဲ့အထောက်အကူဖြစ်တယ်တစ်ဖက်ကလည်းဒီကလေးတွေလမ်းမကိုရောက်မသွားဘူးနိုင်ငံတော်ကိုစတင်မသွားဘူးတော်ရဲရောက်မသွားဘူးလက်နက်ကိုင်လမ်းစဉ်တွေကိုရောက်သွားလူမျိုးတွေမရှိဘူးဒီလိုဖြစ်အောင်ဆိုပြီးကျွန်တော်တို့စီုံတဲ့အခါမှာတင်ပြတဲ့ကိန်းဂဏန်းတွေကဒီနေပြည်တော်နေမြေမှာကျွန်တော်နေပြည်တော်နေမြေရဲ့ကျွန်တော်ပါတီရဲ့စီုံမှုကြောင့်တောင်းသားပေါင်း6158ယောက်ကျွန်တော်မှတ်ပြီးတယ်အဲ့ဒါစာသင်ခန်းတွေကိုကျွန်တော်ပြန်ပို့ပေးနိုင်ခဲ့တယ်ဒါကျွန်တော်တို့စီုံခဲ့တာတခြားသောအဖွဲ့အစည်းပြည်ထောင်စုဝန်ကြီးဌာနစီုံခဲ့တာတွေအများကြီးပေါ့ဗျာကျွန်တော်တီးကြဝင်စီုံခဲ့တာဒါလေးတွေရတယ်မန္တလေးဘက်မှာကျွန်တော်မှတ်မိတာကတော့1368ယောက်သူတို့ဘက်ကတော့ဟိုဘက်ကတော့ပညာရေးဝန်ကြီးဌာနတို့ဘာလို့ဒီအဖွဲ့ပေါင်းစုံနဲ့ဝင်စီုံခေါ်ဆောင်တာပေါ့နောက်စကိုင်းဘက်မှာ3560အဲ့လိုကျွန်တော်စီုံနိုင်တယ်နိုင်ငံတော်ကပဲလောက်သွားတာပါပဲဒါကကျွန်တော်တို့ကအားတယ်ဆိုတဲ့အချိန်လေးမှာဝင်ပြီးတော့ကလေးတွေကိုလမ်းမမရအောင်စာမွက်ပြန်ဖြေဖို့လိုတယ်ဒါမင်းတို့ဘဝအတွက်ဒါအနာဂတ်အတွက်အဆုံးဖြတ်ပေးရမယ့်အခါဖြစ်တယ်မဖြေလို့မဖြစ်ဘူးစသည်ဖြင့်ဒီလိုမျိုးဆွဲဆောင်ခဲ့တာတနိုင်ငံလုံးအတိုင်းတာနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်11026ယောက်ကျွန်တော်ကိန်းဂဏန်းရဒီလိုကျွန်တော်ဆောင်နိုင်ပါတယ်အဲပညာရေးနဲ့ပတ်သက်လို့ကျွန်တော်သတိရတာကိုပြောတာပါဘယ်လိုပဲဖြစ်ဖြစ်ဗျာဟလာခဏကလေးတွေ grade 12 စာမွေးပွဲအတွက်အောင်မြင်စာရီသင်နေတယ်နောက်ဆောင်မဖြေကြမယ်အခုကျောင်းဖွင့်ရသည်မှာ2025-26ပညာသင်နှစ်မှာကလေးတွေကျွန်တော်ကျောင်းတက်နိုင်တယ်ဆိုတော့ဒီနိုင်ငံရဲ့အနာဂတ်ကိုဖျက်လို့ဖျက်စီဖြစ်တဲ့လူတွေဒါကိုဖျက်ဆီးကြအောင်ပါပဲဒါကိုနှောက်ယှက်ကြအောင်ပါပဲဒါကိုဟန်တားကြအောင်ပါပဲကျွန်တော်တို့ကဒါဒီအားလုံးဝိုင်းဝန်းတိုက်ဖြတ်ပြရမယ်ကျွန်တော်တို့အနေနဲ့ပြောလို့ရှိရင်တော့
နိုင်ငံတော်ရဲ့အနာဂတ်ကိုဖျက်လို့ဖြစ်စည်းလုပ်ချင်တဲ့လက်နက်ကင်ပုံကန်ခြားနာသူတွေလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေဘယ်သူကိုမဆိုကျွန်တော်တို့ရှုတ်ချတယ်ကျွန်တော်တို့လုံးဝလက်မခံဘူးဒီအတွက်လည်းကျွန်တော်တို့ခွပြီးတော့ရပ်နေမှာမဟုတ်ဘူးတေးနိုးလာပြီးတော့မေးဒီဖြေပဲကျွန်တော်တို့ပေးမှာဖြစ်တယ်ကျေးဇူးတင်ပါတယ်ဗျ